လောကသစ္စာဖောက်ဖျက်သူကိုလောကကြီးကဒဏ်ခတ်ပါလိမ့်မယ်။သဘောဝသစ္စာဖောက်ဖျက်သူကိုသဘာဝတရားကြီးကဒဏ်ခတ်ပါလိမ့်မယ်။လူမှုသစ္စာဖောက်ဖျက်သူကိုလူအတိုင်းဝိုင်းကဒဏ်ခတ်ပါလိမ့်မယ်။ဓမ္မသစ္စာဖောက်ဖျက်သူကိုဓမ္မကဒဏ်ခတ်ပါလိမ့်မယ်။ဒဏ်ဆိုတာလေအခြားသူတွေကြောင့်မဟုတ်ပဲမိမိသစ္စာမဲ့ပြုမှုခဲ့တဲ့ကံကြောင်းတိုင်းကံကြိုးတွေကိုပြန်လည်ခံစားရတာဖြစ်ပါတယ်။သစ္စာမဲ့သူတွေမှာခဏတာတာယာဝယ်ကောင်းပေမဲ့တဘဝတာနဲ့တန်ត្រာတစ်ချောင်းလုံးလူလုံးမလဆင်းရဲကြရပါလိမ့်မယ်။သစ္စာဖောက်ပြက်သူတွေဟာသစ္စာမဲ့တို့ရဲ့တွားရလမ်းကိုစံမြန်းကြရပါလိမ့်မယ်။သစ္စာမဲ့သူတို့ဟာသစ္စာမဲ့မှုရဲ့အကျိုးများကြောင့်အသက်ရှင်စဉ်မှာလည်းအနေဆိုးနဲ့နေထိုင်ကြရတာဘဝနောက်ဆုံးခီးကိုလည်းအဆိုးဆုံးဖြတ်တန်းကြရပြီးတမလွန်မှာလည်းစိုးရွားလာတဲ့အပေပုံကိုကြာရောက်ကြရပါလိမ့်မယ်လူလောကမှာနေထိုင်လောက်ကိုင်းကြံစီပြောဆိုပြုမှုတဲ့အခါတဦးနဲ့တဦးမေတ္တာလဲထားရပါမယ်သစ္စာလဲရှိရပါမယ်လူတစ်မျိုးမလူတစ်မျိုးရှေ့တစ်မျိုးကိုယ်ရတစ်မျိုးလေရင်တစ်မျိုးမလစ်ရင်တစ်မျိုးမလုပ်ရပါဘူးချမ်းသာခြင်းရင်သူတစ်ပါးအကျိုးလိုလားတဲ့မေတ္တာစိတ်လေးအမြဲမွေးပါလူတိုင်းပေါ်သနာကျင်နာကရုဏာထားလို့ဆက်ဆံပါကိုယ်ထက်သာမနာလို့မဖြစ်ပဲဝမ်းမြောက်ဝမ်းသာဝိရိဒပွားကဆက်ဆံပါမျက်နာကြီးရာဟင်းဘက်ပါတာလူတွေရဲ့သဘာဝပါအဲဒီတော့ဟင်းဘက်များများရခြင်းရင်မျက်နာကြီးအောင်လုပ်တာပေါ့ဟင်းဘက်ပါတဲ့သူတွေကိုလည်းအပြစ်မပြောနဲ့မျက်နာကြီးအောင်ကြိုးစားရင်မျက်နာလည်းမပြတ်ပါစေနဲ့လူတွေကျမ်းမာရေးတွေပြက်ခံပြီးငွေတွေရှာကြတယ်ငွေတွေရလာတော့ကျမ်းမာအောင်ပြန်ကုကြပြန်တယ်မိသားစုတွေမိတ်ဆွေတွေအပြက်ခံပြီးငွေတွေရှာကြတယ်ငွေတွေရလာတော့မိသားစုတွေမိတ်ဆွေတွေရအောင်ပြန်ရှာကြပြန်တယ်ပျော်ရွှင်မှုတွေစတေးပြီးငွေတွေရှာကြတယ်ငွေတွေရလာတော့ပျော်ရွှင်မှုတွေပြန်ရှာကြပြန်တယ်ကိုချင်းသိက္ခာတွေဆွန့်လွတ်ပြီးမတရားသဖြင့်ငွေတွေရှာကြတယ်ငွေတွေရလာတော့ကိုချင်းသိက္ခာတွေကောင်းနေထင်အောင်လှူပြတန်းပြနဲ့ပြန်ကြိုးစားကြပြန်တယ်တစ်ဖက်မှာတာဝန်ကျေပြီးတစ်ဖက်မှာတော့မလစ်ဟင်းပါစေနဲ့လစ်ဟင်းတယ်လို့လည်းမဖြစ်ပါစေနဲ့အဖက်ဖက်ကနေအဖက်ဖက်ကိုမျက်မျက်တတစဉ်းစားမျက်မျက်တတပြောမျက်မျက်တတလုပ်ပါတတ်နိုင်သမျှကျင့်ဝတ်တွေကြည့်ပြအောင်ကြိုးစားဆောင်ရွက်ပါစိတ်ချမ်းသာခြင်းအကောင်းတွေးတတ်အောင်အကောင်းမြင်တတ်အောင်အကောင်းပြောတတ်အောင်အကောင်းလုပ်တတ်အောင်ကြိုးစားပါနှလုံးသားရှိသလိုအုံနောက်လည်းရှိတယ်ဆိုတာမမေ့ပါနဲ့အုံနောက်နဲ့နှလုံးသားမျှတစွာစဉ်းစားခံစားဆုံးဖြတ်ပါကိုယ့်ရဲ့မရင်ကျက်မှုခလေးဆံမှုတွေကိုကိုယ့်ရဲ့နေပုံထိုင်ပုံသွားပုံလာပုံဝတ်ပုံစားပုံပြောပုံဆိုပုံလုပ်ပုံကိုင်ပုံတွေကသက်သေပြနေပါလေအောင်မြင်မှုကိုငွေကြေးတစ်ခုတည်းနဲ့မတိုင်းတာလိုက်ပါနဲ့စိတ်ချမ်းသာမှုလွတ်လပ်မှုပျော်ရွှင်မှုမိတ်ဆွေကောင်းရှိမှုအများအကျိုးဆောင်ရွက်နိုင်မှုတွေပါထည့်တိုင်းတာပါလူတိုင်းကိုအပြစ်မြင်နေရင်ချစ်ခင်စရာလူတယောက်မှရှိနိုင်မှာမဟုတ်ပါဘူးမြတ်မြတ်တတတွေးမြတ်မြတ်တတမြင်မြတ်မြတ်တတပြောမြတ်မြတ်တတလုပ်မျှမှတကြပါလိမ့်မယ်နေရာတိုင်းမှာပြိုင်ဘက်ဆိုတာရှိသမြဲပါပြိုင်ဘက်စီကမကောင်းတာတွေကိုရှောင်ရှားပါအရှုံးတွေကိုသင်ခန်းစာယူပါကောင်းတာတွေကိုအတူယူပါသူ့ထက်ကောင်းအောင်ကြိုးစားပါလောကကြီးမှာပြည့်စုံတဲ့သူတယောက်မှမရှိပါဘူးကိုယ်လည်းမပြည့်စုံသလိုအခြားသူတွေလည်းမပြည့်စုံနိုင်ပါဘူးကိုယ့်ရဲ့မပြည့်စုံမှုကိုလည်းနားလည်ပါအခြားသူတွေရဲ့မပြည့်စုံမှုကိုလည်းနားလည်ပေးနိုင်အောင်ကြိုးစားပါလောကကြီးမှာလူရာဆွဲတွေးလူရာဆွဲပြောလူရာဆွဲရေးနေတဲ့သူတွေများလွန်းလို့ဆွဲတိုင်းနောက်ပါမသွားပဲမှန်မှန်ကန်ကန်မျက်မျက်တတသိ
သိမြင်တတ်အောင်စာများများဖတ်ပါချီကြည်ပါတယ်အောင်မြင်မှုတွေကြည်မိတ်ဆွေကောင်းတွေကြည်ချစ်ခင်မှုတွေကြည်စိတ်ကောင်းစိတ်မြတ်တွေကြည်ကုသိုလ်တွေကြည်ပါတယ်ချီတာဟာမာနအကုသိုလ်ဖြစ်လို့နာမည်လဲကျစေသလိုအပယ်လဲကျစေတတ်ပါတယ်လောကကြီးမှာချမ်းသာတဲ့သူတွေကမရှိသလိုနေကြပြီးမရှိတဲ့သူတွေကချမ်းသာသလိုနေကြတယ်မရှိတဲ့အထဲမှာကိုယ့်ဘဝကိုသိတဲ့အသိဉာဏ်မရှိတာအဆိုးဆုံးပါအပေါ်ကိုမောကြည့်လွန်းရင်ပင်ပန်းဆင်းရဲနေတတ်တယ်အောက်ကိုငုံကြည့်လွန်းရင်လည်းနှုံချဆင်းရဲနေတတ်တယ်အလဲအလက်အကောင်းအဆိုးအကြောင်းအကျိုးမျှကြည့်တတ်မှချင့်ချိန်တတ်မှချမ်းသာရပါလိမ့်မယ်အဖွဲ့အစည်းတစ်ခုမှာဘာမရှိလဲဘာမှမဖြစ်ပါဘူးဆိုပြီးတာဝန်ယူစိတ်ကင်းမဲ့တဲ့အချောင်သမားတွေများလာရင်ငါမရှိရင်မဖြစ်ဘူးဆိုပြီးငါဆွဲအတ္တမာနတွေဝင်ပညာပြခြင်းတဲ့သူတွေများလာရင်အဲ့ဒီအဖွဲ့အစည်းပျက်စီးတတ်ပါလေကိုဟန်ဆောင်မှန်းထောင်နေတာတွေကိုအသိဆုံးပါကိုပါလဲဆိုတာကိုအသိဆုံးပါသူများကတော့လိန်လို့ရနိုင်ပေမဲ့ကိုတော့လိန်လို့မရနိုင်ပါဘူးကိုချင်းကိုစစ်ပါကိုအကြောင်းကိုသိပါကိုအမှားကိုပြင်ပါလောကကြီးမှာအပေါ်ယံတွေများတယ်ဟန်သမားတွေများတယ်အကြံသမားတွေများတယ်ဟန်တွေကများအဆန်ရှားအကာတွေများအနှစ်ရှားတယ်သာသနာ့နယ်ဆရာတော်